ဆိုမကောင်းတဲ့ကားတွေကြည်တာများရင်ကောင်းတာလှုပ်ချင်လားလှုပ်ချင်တော့ရီးစားနဲ့တွေ့ရင်အိတ်မီရောမှတ်ထားညီကိုမောင်မတော်ဒီ generation ကိုကျွန်တော်ကတော့ပုံပွင့်လင်းလင်းပဲပြောချင်တယ်မကောင်းတဲ့ကားကြည်နေတဲ့သူတွေမကောင်းတဲ့ဒီမိန်းမနဲ့ယောက်ျားအိတ်တဲ့ဟာတွေကြည်ပြီးတော့မှမလွတ်မြောက်နိုင်တဲ့သူတွေတွေ့တာကြောင့်တင်ကပြန်ကြည်ဖြစ်နေတယ်ဆိုရင်လေစိတ်ထဲမကြပါနဲ့သို့တော့မကောင်းတဲ့ကားကြည်ချင်းကြောင့်တင်းရဲ့အတွေးခေါ်ကမတန်ရှင်းတော့ဘူးအဲ့ဒါကြောက်စရာအကောင်းဆုံးပဲဆိုမကောင်းတဲ့ကားတွေကြည်တာများရင်ကောင်းတာလှုပ်ချင်လားလှုပ်ချင်တော့ရီးစားနဲ့တွေ့ရင်အိတ်မီရောမှတ်ထားညီကိုမောင်မတော်သို့တော့ကျွန်တော်စီရလေရွှေကုန်ယူသွားငွေကုန်ယူသွားစီးတဲ့ဥစ္စာကုန်ယူသွားကျန်တဲ့ဥစ္စာကုန်ယူသွားတခုတော့ပြန်ပေးပါမကောင်းတဲ့ကားပြန်မတေချာတော့သမီးရတယ်အကုန်ယူသွားတားစီရတယ်အကုန်ယူသွားရတယ်ကျွန်တော်စီရတယ်အကုန်ယူသွားတခုပဲမယူပါနဲ့မကောင်းတဲ့ကားကျွန်တော်ဒီဘဝနဲ့လွတ်ချင်တယ်နော်ညီကောင်မောင်မတော်ကျွန်တော်ဘယ်သူမှမစော်ကားဘူးနော်